တနေ့မှာလူတယောက်ဟာအရာအလုံးနဲ့စကားပြောနိုင်တဲ့ထူးဆန်းတဲ့စွမ်းအားကိုရရှိသွားပါတယ်ပထမဆုံးအနေနဲ့သူဝယ်ထားတဲ့ထီလက်မှတ်ပုံတွေကတတိယမြောက်လက်မှတ်ကသူ့ကိုငါ့ကိုယူလိုက်ဒေါ်လာ1 သန်းပေါက်မယ်လို့ပြောလိုက်ပါတယ်စိတ်ဖောက်ပြန်နေပြီလို့သူထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီလက်မှတ်ကဒေါ်လာ1 သန်းပေါက်သွားတဲ့အခါသူလုံးဝအံ့အားသင့်သွားပါတော့တယ်ဒီတော့သူချက်ချင်းပဲရှေးဟောင်းပစ္စည်းဈေးကွက်ကိုပြေးသွားပြီးကန်ဆန်းဖို့ဆုံးဖြတ်လိုက်ပါတယ်ပုံထားတဲ့ကြောက်တုံးတွေကိုသူတစ်ခုချင်းမေးမြန်းလိုက်တဲ့အခါကြောက်တုံးတစ်တုံးကငါးပိုက်ထဲမှာကြောက်စိမ့်တွေအပြည့်ပဲတန်ဖိုးကအနည်းဆုံးဒေါ်လာ900ရှိတယ်ဒီနားမှာအဖိုးတန်ဆုံးပဲလို့ပြောပါတယ်သူဟာတန်တရားမဖြစ်စေဖို့အတွက်ဘေးနားကအမိုက်တလိုက်လိုကြောက်တုံးတုံးကိုဈေးမိလိုက်ရပိုင်ရှင်ကဒေါ်လာ90တူညလို့ဈေးခေါ်ပါတယ်သူကချက်ချင်းထပြန်မှုပြင်လိုက်တဲ့အခါပိုင်ရှင်ကဈေးလျှော့ပေးမယ်လို့ပြေးပြောပါတယ်အဲ့ဒီခါမှသူကကြောက်စိမ့်ရှိနေတဲ့ကြောက်တုံးကိုလက်ညှိုးထိုးပြပြီးဈေးမိလိုက်ပါတယ်ပိုင်ရှင်ကဒေါ်လာ8တူညလို့ခေါ်လိုက်ပေမဲ့သူကဒေါ်လာတူညပဲပေးမယ်လို့ကန့်လန့်ရပိုင်ရှင်ကလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်သူကကြောက်တုံးကိုချက်ချင်းခွဲဖို့တောင်းဆိုပါတယ်ပိုင်ရှင်ကခွဲပေးဖို့သဘောတူပေမဲ့ကြောက်စိမ့်ပါမပါတာဝန်မယူဘူးလို့ကြိုပြောပါတယ်ဒါပေမဲ့သူကတော့အလွန်ယုံကြည်မှုရှိနေပါတယ်အဲ့ဒီအချိန်မှာပဲပညာရှင်တယောက်ကအဲ့ဒီကြောက်တုံးဟာအရေးသွေးမကောင်းကြောင်းတကယ်လို့ကြောက်စိမ့်တာထွက်လာရင်သူကဈေးနှစ်ဆပေးပြီးပြန်ဝင်မယ်လို့စိန်ခေါ်လိုက်ပါတယ်အဲ့ဒီခိုက်တက်မှာပဲခွဲလိုက်တဲ့ကြောက်တုံးတွေကနေတန်ဖိုးဒေါ်လာ9 သန်းကျော်တန်တဲ့ထိပ်တန်းအရေးသွေးကြောက်စိမ့်တုံးထွက်လာပါတော့တယ်ပညာရှင်ကသူ့စကားအတိုင်းဈေးနှစ်ဆပေးဖို့ပြင်နေချိန်မှာပဲတထေးမတယောက်ပေါ်လာပြီးဒေါ်လာ20 တန်းနဲ့ချက်ချင်းဝယ်လိုက်ပါတယ်ပြီးနောက်တထေးမကဒေါ်လာတန်း100 တန်ကြောက်တုံးကြီးတစ်ခုကိုထုတ်ပြပြီးလူရှိသူရှိမှခွဲပြဖို့ပြင်ပါတယ်အဲ့ဒီကြောက်တုံးကတော့အလွန်ရှားပါတဲ့ကြောက်စိမ့်ဖြစ်ကြောင်းဒါပေမဲ့ခွဲတဲ့အခါအထူးနည်းလမ်းတစ်ခုလိုအကြောင်းသူ့ကိုပြောပါတယ်သူနားမလည်ခင်မှာပဲကြောက်တုံးကိုဆက်နဲ့ခွဲလိုက်ကြပါတယ်ရလက်ကတော့အထဲမှာဘာမှမရှိခဲ့ပါဘူးနာမည်ကြီးကြောက်စိမ့်ပညာရှင်ပေါင်းများစွာကတန်ဖိုး30စတက်မယ်လို့ခံမှန်းထားတဲ့ကြောက်တုံးထဲမှာဘာမှမတွေ့တဲ့အခါလူတိုင်းထိတ်လန့်သွားကြပါတယ်သူကကြောက်တုံးကိုအမြန်မေးကြည့်တော့ငါရဲ့ကြောက်စိမ့်ကအစိုးနာကထောင်လေးမှာပုံနေတာလို့ပြောပါတယ်ဒါနဲ့သူကအဲ့ဒီသူထေးမစီကနေအပိုင်းစလေးကိုချက်ချင်းဝယ်လိုက်ပါတယ်လူတိုင်းကတော့အစိုးနာကအပိုင်းစမှာဘာမှမရှိတော့ဘူးလို့ထင်နေကြပေမဲ့နောက်တစ်စက္ကန့်မှာပဲသူခွဲလိုက်တဲ့အဲ့ဒီအပိုင်းစထဲကနေအဖိုးတန်ကြောက်စိမ့်တုံးကိုအံ့ဩဖွယ်ကောင်းလောက်အောင်ထုတ်ယူနိုင်ခဲ့ပါတော့တယ်